လူလေ ပဲလေလား အေးဟုတ်တယ် 你这个你俺拉过哟， ဟာတော့ဟာ 俺起来呀， ကြည့်တယ် 那我俺拍人那路哟，那人是那 ဟို 路， နင်းငါလည်းအိမ်နဲ့တက်နေလေ 我明天都来打过，明天在那家来有啥有？ ဟိုနေပါဦးလို့ပြောနေတာဟို 他这个没要让我看来不来嘛 ဟာ 喏？ ခဏနေကွာခဏနေ 啊，你看吧，没，就这么下来， ပြပါ我爸爸， ကွာတွေ့မယ်လာခဲ့လားတွေ့မယ်မင်းကနဲ့တော့မရမပြောလို့မရဘယ်နဲ့ကွာအလိုက်ကန်းစုမသိလူလိုနားမလဲတဲ့ကောအိမ်မှာခေါ်ထားအဲ့လိုရှင်းသွားပေါ့ရ 哎，我太， အေးအော်ဟေးမင်းတို့ကဟိုမှာလိုက်လို့တော့ဟိုမှာထိုင်နေတာ ဒီလိုကွာမင်းကလေစောစီအဲ့ရနိုးရနဲ့ပြဿနာရှာမယ်စူမယ်ဟောမယ်ဆိုရင်မင်းအိမ်မှာခဏလေးနေအောင်မင်းပဲပြောနေတာငါတစ်ချိန်လုံးနားတွေကိုညီငါပြောဖို့တဲ့တစ်ခါရတော့မင်းက အခုငါပြောနေရလားမင်းပြောနေရ ငါပြောနေရမဟုတ်လေမင်းပြောမလို့ဆိုတာတိလို့ငါပြောပြနေရလေ မင်းအဲ့လိုတွေတော့အလိုက်ကန်းစုနားမလဲဘူးလားဟဲ့ရ အိမ်သာတက်တော့ဘာလို့လိုက်ကဲသူနားမလဲ ဘလို့အိမ်နာတက်တာကိုလိုက်ကန်းစုနားမလဲဟမ် ဟဲ့ ငါအိမ်နာတက်နေရလေဘာလို့အိုးမင်းလူကြမကောက်အောင်ထူတယ် ငါလည်းအိမ်သာတက်ချင်လို့ဟောမင်းကလေ မင်းကငါမပြောထားဘူးလား ငါပြောတာ မနဲ့ကြရင်တငယ်ချင်းအိမ်မှာတမင်းစားပိတ်ထားလို့တမင်းစားသွားမယ်အခုငါအစိုးစီငါအကုန်လုံးလုပ်ရကြီးอ่ะအကုန်လုံးလုပ်ပြီအဲ့တော့မင်းကဘာမှမလုပ်ရသေးအဲ့တော့ငါအိမ်နာတူသွားတက်တယ်အဲ့တော့မင်းကနောက်ကတော့ဟိုးတခါလိုက်ခေါ်တယ်မင်းအစိုးရတက်ချင်မင်းအစိုးရလိုက်လာမှာလေ အိမ်သာဆိုတာဖင်းနေကွာမင်းဘုံမိုင်းလို့ဖုန်နေချင်းဖွင့်ပြည့်နေချင်းပြည့်လို့မရဘူးသူပြည့်နေချင်းတော့မှာဗောမင်းကလေ ငါပြောနေတာအဲ့ဒါကိုပြောနေ ဒီနေ့မှကျတော့ဘုံမိုင်းတောင်းလို့ဆိုမင်း ဟေ့ရောကြိုးလောက်ထားမယ်ဆိုတာကိုပြောနေတာနော်အစိုးရအိမ်နာတက်ချင်တယ်ဆိုဟေ့ရောသူများတဲ့ကတည်းကအငြဲတိုင်းခြေတလန်းတာနေရမယ်သူများတဲ့ကတည်းအငြဲတိုင်းလက်ဦးမှုရရှိနေရမယ်မင်းကအဲ့လိုမဟုတ်ဘူးသူများလုပ်ပြီးဆိုအနောက်ကနေမင်းဝါဒီလိုက်ပြားနေပြောရတယ်မကောင်းဘူးငါပြောတော့သဘောပေါက်လား 包的来那个把你来了没有 ငါ？ပြောတော့သဘောပေါက်လားလို့ 我包的哩， အေးသူများကတည်းကဥအောင်လုပ်ချင်တယ်သူများကတည်းကခြေတလန်းတာနေရမယ်သူများကတည်းကလက်ဦးမှုရရှိနေရမယ်ပြီးတော့မင်းမသိဘူးလား 弟弟，我明白这个，看到搞到这来没？ ဟေ့ရောမင်းငါအဲ့တော့ပြောတာအခုငါတကယ်ကြီးသမင်းစားသွားမှာ 哎哩，哎那俺明明把他来了，明明烧了没有啦？你这个把命多不要？ ဟုတ်ပဲကွာအဲ့တော့တော်တော်ပြဿနာရှာတဲ့ကောင်ဟေ့ရောမင်းပြီးတဲ့သွားမှာနော် 弟弟，မင်းရှင်းရတာသိကြတယ် 好，那先给了。 အော်ဟေ့ရောဘာဖြစ်နေတာလဲလမ်းတော့ကောင်းမှုမကောင်းဘူးဟေ့ရောမင်းကကြည့်နေတော့အေးစတ်ထွက်တယ်လေငါစီပိတ်ပြီးရှောက်နေတာတေတော့မယ်မင်းကတော့အိုးဘာလုပ်တာတော့ငါစီရတယ်ဟမ်ဘာမလဲလေဘယ်လိုပိတ်ရှောက်နေရလဲလို့ ပြလျှောက်တာမဟုတ်လေမင်းပဲသူများတဲ့ခြေတလန်းစောရမယ်ဆို ဟုတ်တယ်ကျွန်တော်မမထားမဟုတ်တယ်ကျွန်တော်မမထားကဲမင်းရှောက်ရတော့ရှောက်တော့ကွာ ဒါကွာ အာ 哎呀，没力量了，我没有了。来呀你你是来着？哎呀，你是来着没有？你记得多大没有？我再多大没？ မလိုက်တော့ငါမပြောကွာဒါမှလည်းတတူလေးแล้วကွာပဲဒီဘာကြီးကတော့ထိုးရတာတော့လို့ မင်းမပြောတာလေသူများတဲ့လက်ဦးမှုရမှာငါပိုးပြတာဗောကွာ ကိုလူကြီးနဲ့သွားတိုင်းပြီးတယ်ဒါပါပဲကွာ ဒီကငါပဲစူနေရပဲဟုတ်တယ်ဘာမှမသိဘူး အော်ဒါဟုတ်စုနေလားလက်တော့တယ်ဆိုတာသူမလည်းကောင်ထိုးခိုင်းတာမဟုတ်ဘူးကွာငါလက်တော့တယ်ပြောတယ်ဆိုတာစားတာတောက်တာသွားတာလာတာနေတာထိုင်တာအဲ့ဒါကိုပြောနေတာ ဒီလိုလေမင်းလက်သွဲအောင်လို့ဆိုငါလည်းထိုးလိုက်မိတာဗော အေးမဟုတ်တဲ့ခိုင်မင်းသိပြီတော့သိပြီကွာသိပြီနဲ့ပြစ်တယ်လို့ပဲလို့ 我这里啊，少点加一点边，可别嘞。 ဒီတိုင်းတော့ကြားတာဖိုက်ပြန်စားနေပြီ 咋回事？OK 了，再来一个。给看一遍啊，看。那就比如说啥来了？OK，给，我再来一。啥？啥来着呢？你把啥来了？啥？哎，啥？ ကောင်းတာဗျာ 来港了，这都没那个，没嘛事喏，我干嘛不？我忙嘛，讲来个，哎。
အဲ့ဒီဝိုင်းကိုတော့သူလည်းမကုန်တော့ဘူးသူလည်းစားမရတော့ဘူး တွက်လက်နောက်မင်းကောင်လေးငါ့ကိုဘယ်တော့မခေါင်းလာနဲ့ ရှင်အပြတ်က စားတယ် ငါမစားဘူးကွာ ငါလည်းဘယ်စပဲကြီးမင်းစားတော့မလားအဲ့တော့ပဲငါပြင်ခဏသွားနေတယ်ငါလည်းစား ဘာလို့လဲ ထမစားမလို့လေ စားမင်းဝင်ကျွေးနေငါတယောက်တည်းစားမှာ ဟုတ်တယ်နှစ်လုံးမှရှိရတယ် ငါမဝါဘူးအဲ့ဒါမှငါစားမှာ ဟိုမင်းလည်းကွာတစ်ချိန်ချင်းရောဘာဖြစ်လို့လဲငါတွင်းနေစားတာ ဟေ့အောင်နင်ဘက်သက်ကိုပိတ်တာငါမျက်စိရှက်မင်းထွက်သွားငါမနေ့လည်းမြို့မှာတင်းနေရ မင်းကလည်း ဒီကုလုံးတန်းကိုမမှတ်ဘူးဟာဒီတော့မင်းလည်းပြောင်းနေမဟုတ်ဘူးမင်းတော့အုံးမဲ့တုတ်ပြတယ် ဟုတ်လေဦးလုံးတော့ပါငါထမင်းနဲ့ရင်းနေစား အေးအဲ့ဒီကိစ္စပဲပြောနေတာဟမ်တကယ်ချင်းအိမ်မှာသမင်းဖိတ်လို့သမင်းသွားစားအဲ့တော့မင်းစားတာမင်းလက်တွေမင်းလက်တွေကြီးပဲအိမ်ရှင်အောင်မှဇွန်းတစ်ချက်မကန်ရဘူး ဟောမင်းလည်းပြောတာလေလက်တွဲမယ်ဆိုသူများလည်းလက်တွဲမယ်ဆိုလို့ငါအဲ့လိုဆက်လိုက်တာလေမင်းတော့နားတော့နာလေ ဩငါတကောနားတော့မင်းလက်တွဲမယ်ဆိုလို့မင်းဟင်းပကံတွေရောအကုန်လုံးဒီလိုလက်တွဲတယ်ပေါ့အဲ့လိုပြောလိုက်တာဟမ် အေးဟုတ်တယ်လေ ဟဲ့အဲ့ဒါလက်တွဲတာဟမ်ဟင်းကုန်းစင်းတာသူများဟောအချောင်စားကြတာမင်းကအချောင်သမားကွာ ဟောဘာငါစားတော့ဘိုက်ဆောင်လို့စားလိုက်တာပါကွာ မင်းကအဲ့လိုပြောနေငါမျိုးစောရက်ပြောပြသူများအိမ်မှာဧည့်သည်သွားလုပ်တဲ့ခါကျရင်ဘလူနေရမယ်ဘလူထိုင်ရမင်းကငါအားလုံးတင်ပြီးရဲ့အဲ့တော့မင်းကလက်သွက်တဲ့ဆိုတဲ့စကားကိုမင်းကမှတ်ထားပြီးတော့ဟလာအကုန်လုံးရှောက်နိုင်ပြီးတော့စားပလိုက်တာမင်းတို့ကောင်မျိုးအဲ့ဒါအချောင်သမား တမ်းမတော့ငါရိုးရိုးပဲစားလိုက် ချိုးလည်းမချွေးနိုင်ဘူးကွာအဲ့ဒါငါစားဖို့မင်းကအချောင် တလက် မ လာလာလာ ဟောငါနေကိုပြောပြရှိလို့ပြောပြရှိလို့ဆိုတော့လေတရင်ပေးပြရှိလို့ ဟုတ်ကဲ့ နေကောင်မလေးကိုလေအေးကယောက်ျားပေးစားတော့ဟဲ့ ဟောမင်းဗျာ ဘယ်ပတ်သက်ကိုပေးထားလား ဟောတန်စမ်း ကျွန်တော်ဘာလိုက်လဲ အေးငါမမဒီနေ့ညတော့လာခိုးပါတဲ့ ဒီနေ့ ဟုတ်တယ်အဲ့ဒါငါနေကိုလာပြောပြတယ် ဟိုအဲ့တော့ကျွန်တော်ရာသူ့ကိုယ်တော့လာမပြောနိုင် ဟိုသူထွက်လို့မရဘူးအဖေကပေးမထားဘူး ဘူးဟုတ်လားဟုတ်ကဲ့ကျွန်တော်လည်းမကူဘူးကောင်ဘလို့ကူအောင်လဲအဲ့ဒါလေးလုပ်ပါဦး ငါကူရအောင်မယ် အေးဘော အေးပါငါလေကိုကြီးချင်းနေစီလာပြောတာပဲတရင်လာပေးတာပဲ ဟုတ်တယ်လေသူအရင်ထုတ်လို့ဘာလို့ကြောက်လဲငါကြောက်ရအမကူညီမှာဖြစ်ပါလိမ့်အဲ့ဒီတော့ကျွန်တော်လုပ်ပေးပါအောင်နော် အေးပါဟဲ့အေးပါဒါပေမဲ့ဒီတိုင်းတော့မကူညီဘူးတော့နဲ့ထုံးတာတိုင်းပဲ ကိစ္စပါကျွန်တော်တူနေတယ်ဘုံစင်ပြောလို့ဘူးပါမယ်တူနေသမီးဆိုင်ပါလားအချင်းကနာလို့ ဒီဘောဘလူလို့စားအောင်ပါလေဒီတိုင်းထုတ်တာလေကိစ္စ အဲ့ဒါတခါတည်းစားလိုက်လေမလား ဘုံလေးရတမင်း သမီးပတ်သက်ကိုပိတ်တာလို့မပတ်သက်ကိုပိတ်တာမတခါတည်းမစားပါလားနော် ကျွန်တော်ခွင့်ပြုမယ်မ ခုနကစားလိုက်အော်တော့ရတယ်လို့ပဲသူမလက်ပါတယ် ဟာလည်းနာတာပါပေါ့ စားလားအော်ဒီသမီးဆိုင်ကလေတူလေးချူလေးတောင်းလို့ကျွန်တော်နောက်မှသွားစီစဉ်လာလိုက် ဟောအေးပြ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  ဟဲ့ကြည့်တာဘောအဲ့တော့ပြောတယ်မဟုတ်လိုတာရှိထည့်ပြီးတာကိုပြောတာ တော်ပဲပတ်စားမယ် အာနော်အာ ဟာဘာကောင်းလား မြောက်ဆောင်လက်ကားစားခြင်းလိုက်ကန်းစုံမသိတာဂုံစင်းချောင်းသမားမြတ်တမင်းနေရှိမှမသိရှိမှမသိလိုက်ကန်းစုံမသိစားခြင်းကချောင်းသမားဟမ်ငါကြည့်ကြမဟုတ်ဘူးဟိုတွလက်ကအဲ့လိုထမင်းစားရင်အဲ့လိုပြောတဲ့တွလက်ကအဲ့လိုပြောခိုင်းတာဟုတ်တယ်ဟုတ်တယ်စားတယ်သမင်းတို့အဲ့လိုယူသားဆိုတာလက်ဖက်တာမဟုတ်ဘူးတဲ့အဲ့ဒါအောက်တန်းကြတာတဲ့သရောင်းစားတဲ့သူများတွေမျိုးဆိုတယ်ဆိုတာလည်းမကောင်းဘူးတဲ့အဲ့ဒါကြော်တာတဲ့ဒိုင်မန်ထိုးတာတဲ့ အော် တွလက်ကအဲ့လိုပြောခိုင်းတာ ဖျားမဘာလဲပါတားလိမ့်မ နေလောက်ပါရတယ်ကိုနေဘူးကိုနေဘူး မအမဟောဖြစ်သွားတယ် ပြောလေဒါပြောပါလို့ငါပြောတာရိုးရိုးလေးပဲလေမင်းပြောတယ်မလားအဲ့လိုသူများသမင်းတွေလည်းယူသားဆိုတာလက်တော့တာမဟုတ်ဘူးတဲ့အောက်တန်းစားတဲ့လိုက်ကန်းစုံမသိရတဲ့အဲ့ဒါအောက်တန်းစားကြတာတဲ့ဒိုင်မန်ထိုးတာတဲ့အဲ့ဒါမကောင်းဘူးတဲ့ဆိုငါအဲ့ဒါမင်းပြောလို့ပြောပြလေ အဲ့ဒီကားလေးကိုငါကူပြောတယ်လို့မင်းကပြောလိုက်တယ်ပေါ့အဲ့ဒါတော့ငါမကူညီတော့ဘော